ဒီနေ့တော့ကျမယောက်ျားကမပိုက်လေးချင်းချင်းတက်တဲ့ဟာလဝါကိုကျွေးမှာဖြစ်ပါတယ်။ယောက်ျားဟာလဝါထိုးဖို့အမှန်ကန်ပြင်ဆင်နေတဲ့အချိန်မှာကျမဘာမှမတက်ပဲပြေးရနေပြီးတော့ပွားပါတယ်။ဒါလေးကတော့ဘိတ်စီလေးပါဘိတ်စီလေးကိုတော်ထားတာပါ။ဒါကတော့မှွေပြီးတော့အစီလေးတွေချိန်ညက်နေပြီးတော့မုတ်ကညက်သွားတဲ့အနေထားပါမယ်။အိုးရဲကိုစီလေးထည့်လိုက်ပါမယ်။ဒါယောက်ျားလုံနေရပါကျမဘေးကနေပြီးတော့ဘာသာပြန်ပေးနေရပါကျမမသိပါဘူးဘာမှကြတော့မုတ်သားလေးမှွေနေတာလေးညက်သွားတာလေးကိုထည့်ပြီးတော့ခုလိုမျိုးထည့်ပြီးတော့ကြော်မာလို့ပြောပါတယ်ကျမတော့မသိပါဘူးသူပြောတာကိုပြောတာပါအဲ့လိုနဲ့မှွေလာရင်းနဲ့ပြစ်သွားတဲ့အနေထားကိုရပါပြီဒီလိုလေးပဲမှွေရအောင်ပါမှွေလဲမှွေပြီးတော့အငင်းငယ်အတန်အသင့်တွဲလာပြီလဲဆိုတော့ဘိတ်စီလေးထည့်ပြီးတော့မှွေပါမယ်ကြောပါမယ်ရသွားပါပြီချက်တော့ပါပြီဟေးဟာလာဝါရပြီဟေးဟာလာဝါလေးရပါပြီရှင်